73စီပြက်လက်နိုင်တဲ့ဆိုတဲ့သတင်းတွေကြောင့်စီတန်းစီဝယ်ယူမှုတွေပြန်စနေပါပြီအီရန်အမေရိကန်စစ်ပွဲကြကြောင်းမြန်မာနိုင်ငံမှာ73စီပြက်လက်နိုင်တဲ့ဆိုတဲ့သတင်းတွေကြောင့်လူတို့ကစိုးရင်ပြီးတော့73စီကိုအလူရက်တန်းစီပြီးတော့ဝယ်ယူမှုတွေဖြစ်လာနေတာတွေ့ရပါတယ်ဒီကနေ့မတ်လ3ရက်နေ့မှာပဲရန်ကုန်မန္တလေးအပါအဝင်ရှမ်းပြည်နယ်တောင်ပိုင်းကမြို့နယ်တွေတာချီလိတ်လာရှိုးမြောက်ရီဖန်စတဲ့မြို့နယ်အချို့မှာ73စီကိုတန်းစီဝယ်ယူမှုတွေများပြားခဲ့တဲ့အတွက်73စီဆိုင်တချို့ကတော့အယောင်ပိတ်တဲ့အထိဖြစ်ပေါ်ခဲ့ရတယ်လို့သိရပါတယ်စီကမဲဆောက်မှာတော့အကန့်အသတ်နဲ့ပဲရပါတော့တယ်မြောက်ရီမှာတော့ဈေးလဲတက်တယ်မနက်ကကားတစ်စီးကို3000ဘိုးဆိုင်ကယ်က1000ဘိုးပဲရောင်းပေးပါတယ်နေကင်းပိုင်းဆိုင်တွေပိတ်ထားတာတွေ့ရပါတယ်စိုးရင်စိတ်နဲ့အလူရက်ဝယ်တာတွေရှိသလိုတချို့ကလည်းဒီအချိန်မှာအလူရက်ဝယ်ပြီးဈေးမြင့်နဲ့ပြန်ရောင်းဖို့ဝယ်နေကြတာဖြစ်တယ်လို့လည်းမြောက်ရီမြို့ကန်တချို့ကပြောပါတယ်လက်ရှိမှာ73စီဆိုင်တချို့ကစီကိုအကန့်အသတ်နဲ့ပဲရောင်းချမှုတွေရှိတာသလိုဈေးနှုန်းမြင့်တက်ရောင်းချရတဲ့ရှိတာပေမဲ့လည်းမြို့နယ်အများစုမှာတော့73စီကိုလိုတော့ဝယ်ယူလို့ရနေသေးတယ်လို့သိရပါတယ်ထိုင်းကအယောင်ပိတ်တယ်ဆိုတော့73စီပြတ်နိုင်တယ်ဆိုပြီးတော့လူရက်ကိုဝင်နေကြတာပါတန်းစီနေကြတာပါတချို့ကလည်းဆိုင်ကနဲ့လာဝယ်ပြီးပြန်ထုတ်ပြီးတော့တက်ပြီးတော့တန်းစီလုပ်နေကြပါတယ်တာချီလိတ်ဘက်မှာအကန့်အသတ်နဲ့ပဲရောင်းပါတယ်မနေ့ကစပြီးတော့ဖြစ်နေတာပါလို့တာချီလိတ်မြို့ကန်တူကလည်းပြောပါတယ်လက်ရှိမှာကမ္ဘာရေနံဈေးကတက်လာတဲ့အခြေအနေတွေကြောင့်ပြည်တွင်း73စီဈေးနှုန်းကတော့အနေငယ်ထပ်တက်လာနိုင်တဲ့အခြေအနေတွေရှိရလို့ဆိုပါတယ်လက်ရှိမှာလည်း73စီဈေးနှုန်းတွေကို73စီတင်သွင်းတိုးလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကနေ့စဉ်လက်လီလက်ကားဈေးနှုန်းတွေကိုထုတ်ပြန်အသိပေးနေပြီးတော့အဲ့ဒီဈေးနှုန်းတွေထက်အဆမတန်မြင့်တက်နေမယ်ဆိုရင် PPRD ဌာနကိုဆက်တွယ်သတင်းပေးတိုင်ကြားနိုင်လို့သိရပါတယ်မတ်လ3ရက်နေ့ကထုတ်ပြန်ထားတဲ့ရန်ကုန်73စီလက်ကလီဈေးနှုန်းမှာ92တလီတာကို2415ကျပ်95က2480ဒီဇယ်က2566ကျပ်ပရီမီယံဒီဇယ်က2845ကျပ်ရှိပါတယ်